မင်္ဂလာပါဒီခါတော့ကျွန်တော်တို့ဒီတွဲ grammar မှာမေးဖို့များတယ် subject verb not as adjective verb subject verb subject verb ကြီးက modern subject verb ကိုပြောင်းတဲ့ပုံစံလေးကျွန်တော်သင်ပေးဖို့ဖြစ်ပါတယ်အဲဒီတော့ပထမတော့ကသင်တဲ့အတိုင်းပါပဲ subject verb not as adjective verb 9 can subject verb ကြီးကမဟုတ်တိုင်း9 can အားလေးမှတ်ထားရပါပြီ okay ဒီမှာ1ကြည့်အောင် my guy is more advanced than yours ငါ့ကမင်းရဲ့ကားတက်ပို့ပြီးတော့ဈေးကြည့်တယ်ဟုတ်ပြီဒီကထမ်းအောင်မပြောင်းပါနဲ့ not as adjective ပြောင်းဖြစ်ပါတယ်မင်းရဲ့ကားဆိုတဲ့အတွက်9ကံရှင်းမှပြန်ရအောင်ဖြစ်ပါတယ်အဲ့တော့ you are ဆိုတဲ့အတွက် you are ကားနဲ့တူတူပါပဲဟာနော်အဲ့တော့ you are နောက်ကပါလေးပြန်တက်မယ် you are cars ဟုတ်ပြီအဲ့ဒါမှ is not as adjective as ever ပြောင်းပေးမှာအဲ့တော့ more advanced ရဲ့ D1 ပါပြီလေ8ပန်းစစ်ပေါ့အဲ့တော့ is not as adjective ထည့်မယ် e a b e n s i w e 8ပန်းစစ်ပြီးတော့မှ as သူရဲ့9ကန်လေးဖြစ်တဲ့ my ကားမှာပြောင်းပေးမလဲ my pronoun ပုံစံပြောင်းပေးဖြစ်ပါတယ် possessive adjective ပုံစံပြောင်းပေးမှာဖြစ်ပါတယ်အဲ့တော့ပြန်ပြောမယ် your car is not as expensive as mine my car is more expensive than yours မင်းရဲ့ကားတန်ငါကားပိုဈေးကြီးတယ်မင်းရဲ့ကားငါကားတော့ဈေးမကြီးဘူး okay အားလုံးကြည့်အောင် Emma is longer than kilometer တမန်ရဆိုလို့ရှိရင်ကီလိုမီတာလောက်ပါပဲကီလိုမီတာတက်ပို့ပြီးလို့ရှိဟုတ်ပြီထားလိုက်ပါလောင်းကတန်းဟုတ်ပြီးတော့ဒီကတန်းဆိုပါပြောင်းမလဲ no as adjective 9ကောင်ရှိမှပြန်ထားတော့ a kilometer ပေါ့ t i m m e t e ရ a kilometer is not ဟုတ်တယ် as adjective ပါလို့လောင်းကဆိုတော့ဘာပဲပြောင်းမလဲ d1 မပြောင်းဘူး d1 ပါလဲ a o n g long as ဟုတ်ပြီနောက်က9ရှိမှပါလဲစက်ချက်လေးကိုပြန်နှိုင်းခိုင်းနေမှာပေါ့ he minds okay